မြန်မာစာစကားပိုင်းဆွေးနွေးကြသူများဘာကြီးအေမောင်အောင်တူတူနွယ်နွယ်တနေ့အငိမ့်စားမြန်မာစာဆရာကြီးဘာကြီးအေးအိမ်တို့တူတူမများဖြစ်ကြသည့်မောင်အောင်နှင့်တူတူ၏တငယ်ချင်းနွယ်နွယ်တို့ရောက်လာကြ၏လာကြဟေးဘယ်ကလာကြတာလဲကွအိမ်ကလာခဲ့ကြတာပါဘဘတို့ជីជីရိုစီမရောက်တာလဲကြလို့ဘဘကလည်းစာမေးစရာရှိလို့ပါအေးထိုင်ညကဲစာမေးစရာရှိလို့ဆိုတော့ဘာများလဲစူစမ်းမအောင်ကွသမီးတို့မြန်မာစာတင်တော့မြို့ပြပစ္စည်းစကားလုံးတွေတွေ့ရပါတယ်ဘဘဩလူတယောက်တန်ခါတပါဖះတဆူဆိုတဲ့အသုံးမျိုးတွေမဟုတ်လားပြောပါအောင်သမီးရဲ့ဟုတ်ပါတယ်ဘဘအဲ့ဒီလိုအသုံးမျိုးတွေပါညာကတော့အင်္ဂလိပ်စာကျန်ရင်တခုစဉ်းစားမိလို့ပါဘာစဉ်းစားမိတာပါလဲအင်္ဂလိပ်စာမှာတော့တမျိုးမြန်မာစာမှာလို့မြို့ပြစကားလုံးတွေမရှိသလိုပဲနော်ဟေးစူစမ်းမအောင်အင်္ဂလိပ်စာမှာအရေးအတွက်ကိုပြောရင် 1.3 point ဆိုတာမျိုးပြောရရင်မဟုတ်လားဘဘမြန်မာလိုပြောတော့ခွေးတကောင်ကောင်းလေး3ယောက်လို့ပြောတော့အင်္ဂလိပ်စကားမှာမြို့ပြမရှိဘူးမြန်မာစကားမှာမြို့ပြရှိရတဲ့လို့ပါဟုတ်တာပေါ့သမီးရဲ့သမီးကတော်တော်မြင်တတ်တာပဲသမီးပြောသလိုမြန်မာစကားမှာအရေးအတွက်ကိုပြရင်အင်္ဂလိပ်စကားမှာလို့တခွေး3ကောင်လေးလို့မျိုးပြမပါပဲပြောလို့မရဘူးလေကောင်တို့ရောက်တို့ပါတို့လို့မျိုးပြတွေနဲ့တွဲပြီးခွေးတကောင်လူ9ယောက်တန်ဃာတော်9ပါးဆိုတာမျိုးသုံးရတာပေါ့ကွဟုတ်ကဲ့ပါဘဘတို့ငငယ်တုန်းကအင်္ဂလိပ်စာလုံးအဓိပ္ပာယ်ကြီးကြရတာမှတ်မိသေးတယ်အေးဆိုရင်တခုတကောင်တယောက်လို့ကြရတယ်လေတစ်လို့ပြောရုံနဲ့မပြည့်စုံမှစိုးလို့အဲ့လိုမျိုးပြတွေထည့်ထားတာထင်ပါရဲ့ကွယ်မြန်မာစကားမှာမျိုးပြတွေအများကြီးရှိနေချင်ပါတယ်သမီးတို့သိအောင်ရှင်းပြပေးပါနော်ဘအေးပြောပြပါမယ်မျိုးပြဆိုတာအမျိုးအစားကိုပြတဲ့စကားမှုမျိုးပြလို့ခေါ်တာပေါ့ခုနဘတို့ပြောခဲ့တဲ့စူးတို့ပါးတို့ရောက်တို့ကောင်တို့ကတက်ရှိပုံကိုယ်တွေရဲ့ဂုံအစင်နှန်းကိုလိုက်ပြီးသုံးရတဲ့မျိုးပြတွေမဟုတ်လားဖယားတို့ဇေဒီတို့ဆိုရင်စူးတန်ငါဆိုရင်ပါလူဆိုရင်ရောက်တရိษံဆိုရင်ကောင်လို့ခွဲခြားသုံးရတယ်လေဟုတ်ကဲ့ပါကဲပုဂ္ဂိုလ်9ဦးခရီးတဲ့3ဦးလူမိုက်8ဦးဆိုတာမျိုးဦးဆိုတဲ့မျိုးပြကိုတော့ဂုံအစင်တန်းမခွဲပဲလူတွေအတွက်ခြုံပြီးသုံးနေရှိတာပေါ့ကွမှတ်ထားပါမယ်ပပတက်ရှိတွေအတွက်တော့သိပါပြီတမဲ့တွေအတွက်သုံးတဲ့မျိုးပြစကားတွေအကြောင်းလဲသိချင်ပါတယ်ပပတမဲ့ပစ္စည်းတွေအတွက်သုံးတဲ့မျိုးပြတွေကပိုးပြီးတော့များတယ်လက်စွပ်တကွင်းဖြာတစ်ချက်ခဲတံတစ်ချောင်းပတ်စံတစ်ပြားယထာတစ်စင်းတစ်တီတစ်လုံးဆိုတာမျိုးအတွက်ပုံတံကိုဖော်ပြတဲ့မျိုးပြတွေပါထမင်းတနက်ဓာတ်တလက်တင်မော်တစည်းစကားတခွန်းဆိုတာမျိုးတွေကတော့ပုံတံကိုဖော်ပြတာမဟုတ်ဘူးလေအော်သမီးတို့တီးပြီးဖြာတစ်ချက်ဆိုရင်ချက်ဆိုတာဖြာရဲ့အချက်လိုက်ပုံတံကိုဖော်ပြတယ်ထမင်းတနက်ဆိုရင်တော့ထမင်းရဲ့ပုံတံကိုဖော်ပြတာမဟုတ်ဘူးလို့ပြောတာပေါ့နော်ဟုတ်တာပေါ့ကွယ်ကွင်းတို့လုံးတို့ပြားတို့ဆိုတာကအကွင်းအလုံးအပြားဆိုတဲ့အဓိပ္ပာယ်တွေကိုပြပေမဲ့ခွန်းတို့လက်တို့စီးတို့ကြတော့ပုံတံပြတာမဟုတ်ဘူးကွအည်အသွေးတရရက်ကိုပြတာလေဘဘသမီးတိတ်မရှင်းလို့ယထာတစင်းကြတော့ပုံတံကိုဖော်ပြရဲလို့ပြောပြီးတမောတစည်းကြတော့ပုံတံဖော်ပြတာမဟုတ်ဘူးလို့ပြောတာသမီးမရှင်းလို့ပါဘဘယထာတစင်းဆိုတာပုံတံဖော်ပြတယ်ဆိုတာကစင်းဆိုတာဖြောင်စင်းတယ်ဆိုတဲ့အဓိပ္ပာယ်ပဲကွရှည်ဖြောင်းအရာဝတ္ထုတွေကိုစင်းလို့သုံးတာပုံတံကိုပြတာပေါ့ကွမြစ်တစင်းလှန်တစင်းအတစင်းလှေတစင်းဆိုတာမျိုးသုံးတယ်ကွတင်မော်တစည်းဆိုတာကစီးရတဲ့အရာဝတ္ထုတွေမို့စီးလို့သုံးတာလေတင်မော်တစည်းမြင်းလဲတစည်းဆိုတာမျိုးပေါ့ကွမှတ်သားစရာပဲနော်တခြားမျိုးပြစကားတွေကရှိသေးလားဘရှိသေးတာပေါ့ကွယတနာ3ပါးတို့အနာမျိုး96ပါးတို့လိုအကောင့်ထဲမရှိတဲ့တဘောတရားတွေကိုဖော်ပြတဲ့မျိုးပြတွေလည်းရှိသေးတယ်ကွခုလိုမျိုးပြကြတော့တတ်မဲ့ပစ္စည်းတွေ drum မဲ့တဘောတွေနဲ့တွဲပြီးတွင်ကြဲသုံးတယ်ကွမုံတစ်ခုကစားစရာတစ်ခုဆိုတာမျိုးအကောင့်ထဲရှိတာနဲ့သုံးတယ်လို့ဘာသာရက်တစ်ခုတဘောတရားတစ်ခုဆိုတာမျိုးအကောင့်ထဲမရှိတာတွေနဲ့လည်းသုံးတယ်ကွအမေတစ်ခုတားတစ်ခုလို့ထူးထူးခြားခြားသုံးတာမျိုးတော့ရှိတယ်ပေါ့ကွစိတ်ဝင်စားစရာကောင်းလိုက်တာနော်ပပဟေးနောက်ထပ်ဗာများသိချင်တာရှိသေးလေကွရပါပြီပပကျေးဇူးတင်ပါတယ်သိချင်တာရှိရင်နောက်တော့ထပ်မေးပါမယ်ဘဘလည်းတမီးတို့ရှင်းပြတာပြင်ပန်းသွားပြီအနားယူလိုက်ပါအောင်တမီးတို့ပြန်လိုက်ပါအောင်မယ်ကောင်းပါပြီကွယ်